ဗုဒ္ဓဂယာမြင်းမြတ်မဟာကိုရောက်တာနဲ့အဝေးကပင်လှမ်းမြော်ဖူးမြင်နိုင်တဲ့မဟာဗောဓိဇီဒီတော်ကြီးပဲဖြစ်ပါတယ်။မဟာဗောဓိဇီဒီတော်ကြီးဟာဗုဒ္ဓဘာသာဖျားဖူးများအတွက်အလွန်သက်ပယ်တော်မူတဲ့ဇီဒီတော်ကြီးပဲဖြစ်ပါတယ်။အာတောကမင်းကြီးစောက်လို့လှူဒန်းထားပြီးမြမဘီရင်ဆက်ဆက်တို့ရဲ့ကောင်းမှုတော်လည်းပဲဖြစ်ပါတယ်။ဇီဒီတော်ကြီးကိုတဲကြောင်များဖြင့်တိဆောက်ထားတာဖြစ်ပြီးဖနတ်တော်48ပေရန်တော်အမြင့်180ပေရှိတယ်လို့သိရှိရပါတယ်။ဇေဒီကြီးရဲ့နိုင်ရန်ကတ်လှိုင်မုတ်တို့မှာဖျားရုပ်ထုတော်များထားရှိပြီးအဆောက်အဦရဲ့လေးမျက်နှာနိုင်ရန်မှာပလဲကုန်းပုံသဏ္ဍာန်များဇံပြန်ရတဲ့ပုံများနဲ့စမ်းကြယ်စွာထုလုပ်ချေတာလို့ထားပါတယ်။ခရစ်နှစ်200ရာစုခန့်မှာအမည်မထင်ရှားတဲ့မာဂရတိုင်းဘုရင်တစ်ပါးဟာအာတောကမင်းကြီးတည်ထားခဲ့တဲ့ဇီဒီအားအခုမြင်တွေ့နေရတဲ့ဇီဒီတော်ကြီးအဖြစ်ပြုပြင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းခေတ်ဆက်ဆက်မှာတော့ဘာသာကြားတွေရဲ့ဖျက်ဆီးတာကိုလည်းခံခဲ့ရပါတယ်။မြန်မာတက္ကသိုလ်1239ခုနှစ်မှာတော့အိန္ဒိယနိုင်ငံကာလကတ္တာမြို့မှာနန်းဆိုင်နေထိုင်တဲ့ဝီတိုရီယာဘုရင်မကြီးထံမင်းတို့မင်းကြီးကအကြောင်းကြားကရူပီတန်80ခန့်လှူဒန်းပြီးမင်းတို့မင်းကြီးကိုစားဘုရင်မကြီးကဇီဒီတော်ကြီးကိုပြုပြင်ခဲ့တယ်လို့သိခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ခေတ်ဆက်ဆက်ကဗုဒ္ဓဘာသာဝင်တို့ကပြုပြင်ခဲ့ကထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြတာပဲဖြစ်ပါတယ်။